မင်္ဂလာပါရှင်။ဘာဝဝေဒနိယတုတ်ကိုပူဇော်ဖမယ်ရှင်။ချမ်းသာဒုက္ခအမျိုးမျိုးနှင့်နိဗ္ဗာန်တရားတော်မြတ်စွာဘုရားသည်အရှင်အာနန္ဒာအားဤတရားကိုဟောကြားတော်မူခဲ့ပါသည်။အာနန္ဒာငါသည်အကျယ်အားဖြင့်နှစ်ပါးသောခံစားမှု၊သုံးပါးသောခံစားမှု၊ငါးပါးသောခံစားမှု၊၆ပါးသောခံစားမှု၊18ပါးသောခံစားမှု၊36ပါးသောခံစားမှု၊108ပါးသောခံစားမှုဝေဒနာတို့ကိုဟောကြားထားသည်။အာနန္ဒာငါသည်တရားတော်များကိုအကျယ်အားဖြင့်ဟောကြားထားခဲ့ပါတော့လေပြည့်စုံစွာမတိနားမလဲသောသူများအချင်းချင်းသူတစ်ပါးတွင်ရှိသောအသည့်အတိုင်းတရားဟောကြားနေခြင်းကိုလက်မခံနိုင်ခွင့်မပြုနိုင်သဖြင့်အချင်းချင်းညှင်းခုန်ခြင်းခက်ရန်ဖြစ်ပွားခြင်းများသည်ဖြစ်ပေလိမ့်မည်ငါဟောကြားခဲ့သောတရားများဖြင့်သဘောတရားကိုပြည့်စုံစွာသိသောသူအချင်းချင်းသာတရားဟောကြားခြင်းဆွေးနွေးခြင်းကိုလက်ခံနိုင်သည်ခွင့်ပြုနိုင်သည်ပြည့်စုံစွာသိသောသူများသည်အချင်းချင်းချစ်ခင်ကျင်နာခြင်းစီလုံးညီညွတ်ခြင်းများသာဖြစ်နိုင်သည်အာနန္ဒာကာမဂုဏ်တရား၅ပါးတို့ကိုသုံးဆောင်ခံစား၍ဖြစ်ပေါ်လာသောချမ်းသာခြင်းဝမ်းမြောက်ခြင်းတို့ကိုကာမဒုက္ခဟုခေါ်သည်အာနန္ဒာဤကာမဒုက္ခတို့ထက်ပို၍မွန်မြတ်သောကောင်းမွန်သောချမ်းသာဒုက္ခရှိသေးသည်ဇန်ချမ်းသာအလုံးတို့သည်ကာမဒုက္ခတို့ထက်ပို၍သာလွန်နှစ်သက်ဖွယ်ဖြစ်သောချမ်းသာဒုက္ခများဖြစ်ကြသည်အာနန္ဒာအရိယသစ္စာ၄ပါးကိုတပြိုင်နက်ထိုးထွင်းသိမြင်ပြီးပုထုဇဉ်တို့၌ရှိသောငါဥစ္စာဟုဆွဲယူနေသောစိတ်တို့ချုပ်ငြိမ်းသွားသူမေတ္တာရှင်အရိယသူတော်ကောင်းဘဝသို့ရောက်ရှိသူသည်နိဗ္ဗာန်ချမ်းသာကိုရရှိခံစားနိုင်သူဖြစ်သည်နိဗ္ဗာန်ချမ်းသာသည်ချမ်းသာအလုံးတို့ထက်အမျက်ဆုံးချမ်းသာဒုက္ခဖြစ်ပါသည်ဟုမိန့်တော်မူခဲ့ပါသည်